ဒီနေ့ခေတ်စားနေတဲ့ခေတ်စားမှုတွေကအရန်ပြောင်းလဲမြင်တာကြောင့်ကျွန်တော်တောင်မလိုက်နိုင်တော့ပါဘူးခုလဲဝေဖာနဲ့လှုပ်ထားတဲ့ကော်ဖီခွက်တဲ့ဗျာခေတ်စားနေတဲ့ခေတ်စားမှုအစ်စ်နောက်ထပ်တစ်ခုထပ်ပေါ်လာပြန်ပြီဟုတ်ပါတယ်ဒါကတကယ်စားလို့ရတဲ့ဝေဖာကော်ဖီခွက်ပါသူ့ကိုဝေဖာမုံနဲ့အပြည့်ဝလှုပ်ထားတဲ့ခွက်တွေချစ်တာကြောင့်အရသာကတော့မပြောလဲအကုန်သိလောက်ပါပြီပထမတစ်ချက်ကြည့်လိုက်ရင်တာမန်ကော်ဖီခွက်တစ်ခွက်လို့ထင်ရပါတယ်ဒါပေမဲ့စက်ကူဒါမှမဟုတ်ပလတ်စတစ်အစားခွက်တစ်ခုလုံးကိုကြွရွတဲ့ဝေဖာနဲ့ဖုတ်ထားပါတယ်တချို့ဆိုင်တွေကပူတဲ့ဖြော်ရည်မကာတွေကိုဝေဖာတဲ့မြ мян စိတ်ဝင်မသွားအောင်အတွင်းဘက်မှာချောကလက်နဲ့ဖုံးအုပ်ထားပါတယ်ဒီဝေဖာကော်ဖီခွက်လုပ်ဖို့အကြံဉာဏ်ကရိုးရှင်းပါတယ်ဒီခွက်နဲ့ဆိုရင်ပုံမှန်တိုင်းကော်ဖီပူနေတဲ့ချောကလက်ဒါမှမဟုတ်ရေခဲမုန့်ကိုသုံးဆောင်နိုင်ပါတယ်ပြီးရင်ခွက်ကိုချိုးတဲ့တရေစာဖြစ်လဲစားနိုင်ပါတယ်အရသာရှိုံသားမကစွန့်ပြရမယ့်ခွက်လည်းမရှိတဲ့အတွက်အလဟတ်ဖြစ်မှုကိုလျှော့ချပေးပါတယ်ဒီခေတ်စားတဲ့ရေစီးကြောင်းဟာကဘာတဝန်းကကော်ဖီဆိုင်တွေမှာရေပန်းစားလာခဲ့ပါတယ်ဘာလို့လဲဆိုတော့ဖောက်တယ်တွေကဖြော်ရည်တစ်ခွက်နဲ့အချိုပွဲတစ်ခွက်တည်းမှာတရေစာနှစ်မျိုးကိုရရှိကြလို့ပါတငယ်ချင်းတို့လည်းကော်ဖီတစ်ခွက်တောက်ပြီးရင်အမိုက်ပုံးနဲ့မပစ်ပဲခွက်ကိုစားလိုက်တယ်လို့မြင်အောင်ကြည့်ပါ